နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောအတ္တသမ္မပဏိတိတရားထေသနာတော်ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဒီစကားလုံးကိုကြားဖို့ရမှာပါပါဠိစကားလုံးဖြစ်တယ်အတ္တသမ္မပဏိတိလို့စကားလုံး၃ရပ်ပေါင်းစပ်ထားတာအဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ဟာအလွန်ကျယ်ပြန့်ပြီးဘဝခရီးတစ်ခုလုံးအတွက်ရှေ့ဆောင်လမ်းပြမိရှုတဆောင်ကြီးတစ်ဖွဲ့လည်းဖြစ်တယ်ကိုဘဝကိုဥဆောင်သွားနိုင်တဲ့ကိုဘာလို့ရမယ်ဆိုတာကိုရှင်းလင်းသိတာတဲ့အသိအမြင်တစ်ခုကိုဖြစ်ပွားစေတတ်တဲ့စကားအလုံးမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေကလေးငယ်လေးတွေဟာစပြီးတတိထားမယ်ဆိုရင်လူကြီးတွေအထိအတ္တသမပဏိတိဆိုတဲ့စကားလုံးကိုနေဆုံးကြားဘူးနာဝရှိမယ်အဓိပ္ပာယ်ကြည့်လိုက်ရင်လည်းအလွန်တန်မိုးရှိတဲ့အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်တာဖြစ်ပါဒါကြောင့်အတ္တဆိုတာဒီနေရာမှာမိမိကိုယ်လို့ဘာသာပြန်တယ်ကိုအတ္တဟိတပရာဟိတဆိုတဲ့စကားလုံးမှာပါတဲ့အတ္တလို့ပဲကိုဆိုတဲ့အဓိပ္ပာယ်ရကိုလို့ဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုကိုယ်စိတ်ကိုယ့်ရဲ့အပြောအဆိုအပြုအမူတွေကိုကိုယ့်ဘဝကိုလို့ဒီလိုအဓိပ္ပာယ်တွေအများကြီးရနိုင်တယ်ပေါ့နော်အတ္တဆိုတဲ့အဓိပ္ပာယ်က philosophy မှာသုံးတဲ့အတ္တကထာဝရတည်မြဲပြီးဘဝတစ်ခုကနေဘဝတစ်ခုကိုမပြတ်မစီးရောက်ရှိသွားတဲ့မြန်မာလူမျိုးတွေယုံကြည်တဲ့အသက်လက်ပြဝိညာဉ်ကောင်းဆိုတာမျိုးကိုရည်ညွှန်းတာမဟုတ်ဘူးဒီမှာအဲ့ဒါကိုရည်ညွှန်းတဲ့အတ္တဆိုတာလည်းရှိတယ်ဒီနေရာမှာတော့အတ္တဆိုတာမိမိကိုယ်ကိုရည်ညွှန်းလိုက်တာပြောကြတယ်ကိုကောင်းစားဖို့ကိုပညာတတ်ဖို့ကိုကြီးပွားဖို့ဆိုတဲ့ဥတည်ချက်တွေတချို့ကျတော့ကဲရဲ့ရှုပ်ချတဲ့အနေနဲ့အတ္တလွန်ကဲတယ်ဆိုတဲ့စကားကိုလည်းသုံးကြတယ်အတ္တဆိုတာကိုကျိုးရှာလွန်တယ်ကိုကြည်လွန်တယ်ဆိုတာကိုကဲရဲ့ရှုပ်ချတဲ့သဘောပဲဒီနေရာမှာဆိုလိုတာကသဘာဝအားဖြင့်တခြားအရာတွေဖယ်ထားလိုက်ပြီးတော့ကိုယ်စိတ်ကိုယ်ဘဝကိုယ့်ရဲ့အခြေအနေကိုတမ္မာမင်္ဂလာနဲ့လမ်းကြောင်းနဲ့အကောင်းဆုံးဖြစ်အဲ့ဒါ38ဖြတ်မင်္ဂလာထဲမှာတပါးဖြစ်ပါဝင်တယ်အဲ့ဒီတပါးဆိုတဲ့ထဲမှာလည်းပဲအလုံးကိုအရေးကြီးဆုံးလို့ပြောရမှာဖြစ်ပါလူတယောက်ဟာဘလောက်ကြီးပွားတိုးတက်အတ္တသမပဏိတိဆိုတာပျက်စီးသွားပြီဆိုရင်ဒီလူဟာဆုံးရှုံးနေတာသွားတာပဲဘလို့အခြေအနေတွေဘလောက်ပဲကောင်းဆိုပါစို့စီးပွားဥစ္စာတွေဘလောက်ပဲချမ်းသာကြီးပွားဇာတုဂုဏ်သိန်းတွေဘလောက်ပဲချီကိုပြုပြင်ထိမ့်သိမ့်ခြင်းကောင်းအောင်ပြုလုပ်ခြင်းဆိုတဲ့စွမ်းရည်တတိကြာဆင်းသွားပြီဆိုလို့ရှိရင်ဒီလူဟာပျက်စီးဆုံးရှုံးသွားတဲ့ပေါ့ဒါကြောင့်မို့လုံးကိုရေးကြည့်တယ်အထင်ရှားဆုံးဥပမာလေးတစ်ခုပြောအောင်ပမာတွေအလုံးသိတယ်မြတ်စွာဘုရားနဲ့ညီကိုဝမ်းကွဲတော်တယ်ရောက်ဖလဲတော်တယ်အဲ့တော့တစ်ဖက်ကကြည့်မယ်ဆိုရင်သူ့ရဲ့အမည်နာမကဒေဝဒတ္တနတ်ကပေးတဲ့ပ
ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဗမာပြည်မှာတော့ဒေဝဒတ်လို့ပဲခေါ်တယ်ဒေဝဒတ်ဆိုတာအဓိပ္ပာယ်ကလွန်ကောင်းတာဖြစ်တော်လဲပဲသူ့ရဲ့လောက်ရတဲ့ကြောင့်နာမည်ဆိုးသွားတယ်ဒေဝဒတ်လို့ဖြစ်သွားနော်ဒေဝဒတ်ရဲ့အဓိပ္ပာယ်ကနတ်ပေးတဲ့သားလို့အဓိပ္ပာယ်ရတယ်နော်အဲ့တော့ကဲထားဒေဝဒတ္တရဲ့အခြေအနေကိုလေ့လာကြည့်လိုက်သူဟာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေရှိခဲ့လို့ဘယင်သားဖြစ်တယ်သူ့အဖေကသုဗ္ဗဗုဒ္ဓရသောရရဲ့အဖေသူတို့မောင်နှမအဲ့ဒါလို့အစင်းမြင့်နဲ့ဒေဝဒဟမှာအုပ်ချုပ်ရတဲ့သုဗ္ဗဗုဒ္ဓရဲ့သားဆိုတော့တာမန်ပုဂ္ဂိုလ်တယောက်တောင်မဟုတ်ဘူးသူယင်သားအခြေအနေကောင်းတယ်သုတ္တရဏမင်းကြီးသားဖြစ်တဲ့တိဋ္ဌထလို့ဘုရားဖြစ်မဲ့ပုဂ္ဂိုလ်နဲ့သုဗ္ဗဗုဒ္ဓသုဗ္ဗဗုဒ္ဓဆိုတာတခြားသူမဟုတ်ဘူးကောရမဗုဒ္ဓရဲ့မေရောမာယာဒေဝီရဲ့မောင်အရင်ဖြစ်တယ်ပေါ့နော်ဆွေကြီးမျိုးကြီးလို့ပြောကြပါစို့မြတ်စွာဘုရားရဲ့မေတော်နဲ့ဒေဝဒရဲ့ခမည်းတော်တို့ကမောင်နှမအရင်အဲ့ဒါလို့အချိန်နေကောင်းကနေပြီးတော့သူဟာလူဖြစ်လာစီပါဥစ္စာဆိုလည်းပြောစရာမရှိဘူးရှာဒုကုံသိမြင့်မြတ်ထေဝမှုဆိုလည်းပြောစရာမရှိဘူးအစပထမမှာသူဟာပုံမှန်အနေထားနဲ့မြတ်စွာဘုရားသာသနာကိုဝင်လာတယ်သမထကျင့်စဉ်ကိုကျင့်တယ်ဇံအပိနိနေရပြီးတော့အစွမ်းတကူချီမာတဲ့ပုဂ္ဂိုလ်တစ်ခုဖြစ်လာတယ်သူ့ရဲ့မေတော်ကသုဗ္ဗဗုဒ္ဓဂေါဓီလို့ခေါ်တယ်ပေါ့နော်ရှင်သာရိပုတ္တရာကတောင်းပါပဲရှင်ဒေဝဒတ်စိတ်ဓာတ်မှန်ကန်နေတဲ့အချိန်တုန်းကသာသကြမြို့အတွင်းမှာဂုံတင်ပြီးတော့ပြောကြားခဲ့တဲ့စကားရှိတယ်မဟေဒီကောဂေါဓိပုတ္တောမဟာနုဘဝောဂေါဓိပုတ္တောဂေါဓိဆိုတဲ့မိဖုရားရဲ့သားဖြစ်တဲ့အရှင်ဒေဝဒတ်ဟာအစွမ်းတကူကြီးပါပေတယ်အစွမ်းအာနုဘော်တွေကြီးပါပေတယ်လို့ချီးမွမ်းခံခဲ့ရတဲ့ပုဂ္ဂိုလ်တူပဲနော်တမန်ပုဂ္ဂိုလ်မဟုတ်ဘူးတချို့လူတွေကအဆိုးနောက်ပိုင်းမှာသူကအဆိုးလို့ဖြစ်သွားတယ်လို့ပြောတကယ်ကတော့အစီချင်းအမတန်မှကောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့တယ်နော်အစွမ်းတကူကြီးမားပြီးတကူထက်မြက်သူအဖြစ်ခုံတင်ပြီးပြောကြားခံခဲ့ရတဲ့ရှင်ဒေဝဒတ်ဟာသူ့ရဲ့မှားယွင်းချွတ်ချော့သွားမှုကတော့ဘာလဲလို့ဆိုရင်ခုနအတ္တသမ္မာပဏိတိကိုယ့်ကိုမှန်ကန်တဲ့လမ်းကြောင်းနဲ့ထိန်းကျောင်းနိုင်ခြင်းမရှိတာအပြစ်ပဲအဲ့လိုထိအောင်ခြေနေဆိုးသွားနိုင်တယ်ဆိုတာတတိထားဖို့လိုတယ်ပေါ့နော်အတ္တသမ္မာပဏိတိသူရရှိထားတဲ့အရည်ချင်းတွေသူ့စိတ်ဓာတ်တွေသူ့ရဲ့ဂုဏ်သိက္ခာတွေထိမ့်သိရမယ်အစားနောက်ပိုင်းမှာဒါတွေကိုထိန်းချောင်းနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့်အတ္တသမပဏိတိနောက်ဆုံးမှာဘဝအဆုံးသက်ကလည်းမကောင်းဘူးဘဝတစ်ခုအဆုံးသက်အတ္တသမပဏိတိဟာအရေးကြီးဆုံးပဲကြောင်းကျိုးဆက်နွယ်နေတယ်လူတယောက်မှာဘုန်းကြီးတို့တွေမှာအကောင်းနေကြီးဖြစ်ချင်လို့ရှိရင်အဲ့ဒီအကောင်းကိုဖြစ်စေနိုင်တဲ့တမ္ပတိဆက်ဆိုတာလေပတ်တဲ့အဓိပ္ပာယ်ကိုပြောတာပါစက်ကဆိုတဲ့စကားဘိန်းဆိုတာလဲတာပဲလဲတာဟာအကောင်းပြီးအကောင်းအကောင်းပြီးအကောင်းအကြောင်းကောင်းတယ်အကျိုးကောင်းတယ်အကြောင်းကောင်းတယ်အကျိုးကောင်းတယ်အဲ့ဒါလိုလေပတ်နေဘူးတို့တော့ပေါ့နော်အဆိုးမဝင်လာပဲနဲ့အကောင်းလေးကြီးလက်ပတ်ဖြစ်နေတာကိုဆက်လို့ခေါ်တယ်ပြည့်စုံအောင်မြင်ခြင်းရဲ့အကြောင်း၄မျိုးဘာလို့ဆိုရင်နံပါတ်1ကပฏิရူပဒေသဝါဒ